Hello အားလုံးမင်္ဂလာပါရှင် So ဒီနေ့ကတော့ first previous video တစ်ခုမှာပြောသွားသလိုပဲအာဒီ literature review ရေးတာ paper ဖတ်တာဒါမှမဟုတ်ရှင်ကိုစပြီးတော့သူ့သနာလောက်တော့မဲ့သူတွေအတွက်အဲဘယ်လိုပြောမလဲ journal article ကိုဘယ်လိုလေးချင်းကပ်မလဲပေါ့နော်ချင်းကပ်မလဲ Okay ပထမတစ်ခုကဘာကိုပြောချင်တာလဲဆိုတော့အာကိုကဘာမှစပြီးတော့မလုပ်သေးဘူးဒါပါတော့သူက proposal လေးပဲစပြီးတော့ရေးမယ်ဘာလို့မှမသိဘူးဆိုလို့ရှိရင် paper လေးတွေ၃ခုလေးကို၅ခုလောက်ဖတ်လို့ပြောထားမလားဟုတ်တယ်နည်း tips ကဘာလဲဆိုတော့ဒီကိုကလုံးမဲ့သူတနာက Southeast Asian country ထဲမှာဖြစ်မယ်ဆိုလို့ရှိရင်နည်းနည်းစင်တူရိုးမားလေးတွေဒီ country situation ပဲဖြစ်ဖြစ်ပေါ့နော်ဒါပါတော့ဒီတခြား developing country မှာလုပ်မယ်ဆိုလို့ရှိရင်လည်း developing country နဲ့ပတ်သက်တဲ့ context တူတဲ့အာနိုင်ငံလေးတွေရွေးတင်တယ်ပေါ့နော်အခုကဘာလဲဆိုတော့keywords keywords ရွေးချယ်တဲ့နေရာမှာဆိုလို့ရှိရင်လည်းပဲရွေးချယ်ခက်တယ်ကိုဆိုလို့ရှိရင်လေခုသူတင်တာနည်းနည်းလေးကြီးတယ်ဆိုတော့များတယ်ပေါ့နော်ဒီ theme လေးတွေများတယ်ရွေးချယ်ခက်တယ်เนาะဒီကျတို့ကိုတက်ရတဲ့ဒီ research design course ကရလိုက်တဲ့information ဆိုလို့ရှိရင်ဘာရှိလဲဆိုတော့ um ဒီ first order ပေါ့ထားပါတော့ဒီ paper မှာဆိုလို့ရှိရင်ဒီ paper ကရေးတဲ့သူတွေပြောတဲ့ result or discussion ကိုယူခြင်းကပိုကောင်းတယ်ပေါ့နော်။ဘာပြောကိုယ့်ရဲ့ supervisor ဘာပြောကိုယ်တိုင်ကိုကပြန်ပြီးတော့ဒီ paper ကိုရှာခြင်းနဲ့ဖတ်ခြင်းနဲ့ဆိုလို့ရှိရင်အလွယ်တကူရှိမယ်ပေါ့နော်။ဘယ်ကနေစဖတ်မလဲဆိုတော့တော်တော်များများနည်းနည်းလေးစာမြင်လန့်ကြတယ်လေနော်။အဲကြတော့ abstract လောက်ပဲဖတ်ပြီးပြတ်ထွက်သွားတာမျိုးရှိတယ်။ No 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 အဲ့တော့တေချာကိုသိရမှာဗာလဲဆိုတော့ introduction ကဒီ study တစ်ခုလုံးကြီးရဲ့ဒီကနေစပြလိုက်မယ်နော် abstract ကဒီ study တစ်ခုလုံးကြီးရဲ့ finding specific information တွေကိုဒီမှာဖော်ပြတာနော် abstract မှာ okay introduction မှာဘာတွေပါလဲဆိုတော့သူသွားထားတဲ့ research focus ရဲ့ဒီငယ်ချိတ်ဆက်တဲ့အကြောင်းအရာတွေပါမယ် current issue ပါမယ် history ပါမယ် background ပါမယ်ဒီလို information တွေပါတယ်အသိစိတ်နဲ့မတူညီတဲ့အပိုင်းပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီသူ့အတွက်တတိတတ်နဲ့ supportive ဖြစ်မဲ့ဒီ case တွေလေးထည့်ထားတယ် very nice then နောက်တစ်ခုကဘာလာမလဲဆိုလို့ရှိရင်ပုံမှန်အပြင် introduction ရဲ့ paper တွေမှာဆိုလို့ရှိရင် objectives တွေကနောက်ဆုံးစာပိုက်လေးတွေမှာobjectives ရှိတတ်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်this paper built upon existing literature about ဆိုတော့ that mean review လုပ်ထားတာပေါ့နော် review လုပ်ထားတာ gender inequality conservation sector by examining perspective from over 900 conservation professional at this nature conservancy အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်သူဘယ်လိုလုပ်ထားရလဲဆိုတော့သူကကိုကဒီနောက်ဆုံး introduction ရဲ့နောက်ဆုံးအပိုင်လေးတွေမှာရေးတတ်တယ်ပေါ့နော်ရေးတတ်တယ် by identifying how women and men participate in a decision making with their career we were able to identify significant areas that limit women across the conservation sector အဲ့တော့အမျိုးသားနဲ့အမျိုးသမီးဒီ gender sector ဘိုင်းတွေမှာဆိုလို့ရှိရင် decision making တွေဘယ်လိုချလဲ conservation sector တွေမှာသူတို့ဘယ်လိုလုပ်လဲဒါနဲ့ပတ်သက်ပြီးတော့ identify လုပ်သွားမယ်ဒါမျိုးလုပ်ထားတာ so အဲ့ဒါဒီမှာဆိုလို့ရှိရင်သူကိုယ်တိုင်ဘာလုပ်ထားရလဲဆိုတော့ဒီ question ပိုင်းလေးတွေထည့်ထားတယ်ပေါ့နော် introduction နောက်ဒါထူးဆန်းတယ်အဲ့တော့ materials and method မှာじゃတေချာဘောက်ဒီ paper ကိုလုပ်ထားရတယ်အဲ့မှာဆိုအကြမ်းကြီးတေချာကြည့်ရမှာကိုအကျင့်ဖြစ်အောင်လို့နော်method တွေကြည့်ရမယ် analysis method တွေsorry no ပထမဆုံးက qualitative လား quantitative လား mixed method လားကြည့်ကြရမှာပေါ့နော်ဒါကဘာပြောချင်တာလဲဆိုတော့ဒီ paper အကြောင်းကိုသူသေသနာကောင်းစီကိုမှတ်မိနေရင် result လေးမှတ်မိနေလို့ supervisor ပြန်မေးလာခဲ့သည်ရှိတော့ကိုကမှတ်မိနေအောင်တခါတဲ့အဲ့ဘိုင်းနေကြည့်ရမယ်စာပြီးဘယ်နှစ်ယောက်ကောက်တာလဲဒါမှမဟုတ်ရှင်ဘယ်လို paper တွေ review လုပ်ထားရလဲသူတို့ select ဒီ paper တွေ select လုပ်တာဘယ်လို structure နဲ့သွားလဲဒါမှမဟုတ်ရှင်လဲ interview ဘယ်နှစ်ယောက်ပါလဲ focus group ဘယ်နှစ်ယောက်ပါလဲKIA common interview ဘယ်နှစ်ယောက်ပါလဲဒါ research design နဲ့ပတ်သက်လို့ကတော့နောက်မှဆက်ပြီးတော့ discuss လုပ်ပါမယ်အဲ့ဒါတွေကိုသိရမယ်ပေါ့နော် survey design နဲ့ method ထဲမှာအကုန်ပါတယ် paper တွေမှာရေးကြတယ်ပေါ့နော် now analysis method is very interesting because you can also take the idea from the paper အဲ့တော့ proposal ရေးမဲ့သူတွေက
analysis method တွေဒီမှာစာပါလဲ survey design and method တွေထဲကအပိုင်းတွေက materials and method ထဲက idea တွေယူလို့ရပါတယ် so also for the thesis you can also take the idea how they paraphrase the structure for this survey design and method and also analysis method section so idea ယူလို့ရတယ်ပေါ့နော်ဒီထဲကနေပြီးတော့သူတို့ဘယ်လိုရေးထားရလဲအော်ဒါဒီ method လေးကိုသူတို့ဘယ်လိုလေး structure လုပ်ပြီးတော့ဖြည့်ရှင်းပေးထားရလဲဘယ်လိုရှင်းပြပေးထားရလဲဘယ်လိုလေးသူတို့အော်ဒီလိုလေးရေးတာလားနော်ဒီ idea လေးဒီထဲရရတယ်ပေါ့နော် so ဒါကတော့ very specific သူတို့ရဲ့ explanation မှာ very well prepared ပါ very nice နော်paper design မှာမနက်ပြောတဲ့လောက် information အများကြီးနဲ့ထည့်ပြီးတော့ဒီ analysis method မှာဒီ data သူ submit လုပ်ထားတဲ့ဒီ page နဲ့လည်းဆိုင်ပါတယ်အရန် structure well structure ဖြစ်တယ်ဆိုတော့သိတာပေါ့နော်တခြားလေးပြင်ထားတယ် very nice response rate ဒါလေးပါထည့်ထားနော်ပြန်ကောင်းတယ်အဲ့တော့အရန်ဒီတို့ကျတော့ eco ဒီ sample ဟိုအရင်မှာအရန်အရေးကြီးတယ်ဒါမျိုးလေးကတွေ့ရခဲတယ်ပေါ့နော်ဟိုမှာပြင် response rate ကိုအရန်ကြီးပြလေးမရှိဘူးပေါ့နော် result ပိုင်းမှာပဲ table နဲ့ဒီ number response rate ဘယ်လိုလောက်ရှိလဲဆိုတော့ပြကြဒီမှာတော့ structure sector တစ်ခုခွဲပြီးပြထားအရန်လိုက်တယ်number 3 result ရောက်ပါပြီ very important so you need to remember the research objectives from this paper အဲ့တော့ तू ကဘာ objectives နဲ့လောက်တာလဲကိုသိမှာ result ဖတ်ရင်နားလည်မှာပါ result ပိုင်းမှာတော်တော်အားဖြင့်တချို့ကနားမလည်ကြဘူးပေါ့နော်ကျဲတို့လည်းအရွယ်နဲ့အမျှနားမလည်ခဲ့တဲ့အချိန်ကြီးရှိခဲ့တယ် so အဲ့ဒါ paper ရဲ့ paper ဖတ်ရတဲ့ဘယ်လိုပြောမလဲ taste ကိုလည်းမသိသေးလို့ပေါ့နော်အဲ့တော့တကယ်သိလာတဲ့အချိန်မှာကျတော့သူတို့ဒီလိုလေးတွေပြထားပါလား result ကဒီလိုပြလို့ရပါလားဒါသူတို့ဒီလိုဖြစ်သွားတာပေါ့ဒီလောက်ထိနားလည်လာတဲ့အနေအထားမျိုးဖြစ်သွားပါဘောနော်ရင်တော့ဆို result ပိုင်းဆိုကြော်ပြစ်တာနော်ဘာတော့ဘာလို့ဆိုတော့ရှုပ်လို့လေနော်ပြီးတော့တော်တော်နဲ့လည်းနားမလည်ဘူးဆိုတော့very nice နော် so see here သူကဒီ sample size နဲ့ဘယ်လောက် response လုပ်ပါတယ်ဆိုတော့ဒီလိုလေးပြထားတစ်ခုချင်းစီမှာလေ because ဒါ question တစ်ခုချင်းစီအတွက်sorry ဒီ question အတွက်ဒီဗာလဲသူပေးထားတဲ့ like ski ခွဲထားတဲ့ပေါ်မူတည်ပြီးတော့ response rate မတူလို့အရန်ကောင်းတဲ့ idea เนาะဒါလေးအရန်မိုက်တယ်ဒါလေးဒီလိုမျိုးလေးလိုအပ်ရင်ပြန်သုံးလို့ရတယ်เนาะဒါမျိုးလေးဆိုကိုယ်မှတ်ထားဒီလိုလေးပြလို့ရပါလားအအောင်လေးခွဲပြီးတော့ sample size ကဒီမှာတစ်ခါလေးထည့်တယ်တစ်ခါကျရင်ရှိတတ်တယ်လေငါကြရင်ဘယ်လိုပြရမလဲဒီချက်ဆိုလုံးနေကြအတိုင်းလုံးမိမှာမကြည့် agree ရဲ့အောက်မှာပဲ n equal to ဘယ်လောက်ဆိုလုံးမိမှာเนาะဒါအရန်ကောင်းတယ်ဒါဒီ structure လေးအရန်ကောင်းတယ်ဒီမှာသူပေးထားတဲ့ကိုမေးထားတဲ့ question ကိုလည်းထည့်ထားတယ်เนาะ say here right very nice အကယ် gender issue နဲ့မြန်သွားမဲ့သူတွေအတွက်အရင်မိုက်တယ် gender not only gender ပါနော်ဒီ structure ဒီကိုသုံးလိုက်တဲ့ဒီ question type answer type ပေါ်မူတည်ပြီးတော့ပေါ့နော် so အဲ့ဆိုလို့ရှိရင်ပုံမှန်အပြင်ဒီကျတော့အင်္ဂလိပ်စာမှာလည်းအတူတူပဲเนาะ paper ဖတ်တယ်အတူတူပဲဒီပါလဲ reading မှာလေ IELTS မှာ paraphrase တစ်ခုရဲ့နောက်ဆုံးမှာ summarize sentence ဆိုတာအများကြီးပါတယ်ဆိုတော့ရှေ့ဆုံးမှာပါတယ်ပါမယ်နောက်ဆုံးမှာပါတယ်ပါတယ်ပေါ့နော်ဒါ reading ရဲ့ tips ဒီမိစားတင်တယ်လေအဲ့တော့ဒီမှာဆိုလို့ရှိရင်အတိုင်းပဲဒီ result တစ်ခုရေးရှင်းပြပြီးရနောက်ပိုင်းလေးတွေမှာဘယ်လိုပြောမလဲသူတို့ရဲ့အဖြေ summarize ပါတတ်တယ်အဲ့ဒါလေးကိုတော့ဖတ်ဘောနော်အရှိကြီးမဖတ်ချင်ပြီးတော့မှတ်ထားမယ်ပေါ့နော်မှတ်ထားအဲ့တော့ဒီမှာပါလာ result တွေကကြာခုနက ကျွန်တော်တွေ့ခဲ့တဲ့ရှေ့မှာအဖွင့်လိုက်ကြည့်လေအဲ့ဒီ author ရေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ paper ကိုဖတ်ပြီးတော့ဒီ result ထဲကသုံးမယ်ဆိုလို့ရှိရင်အဲ့ဒီ author ကို citation ပေးရမှာပေါ့နော်ဒါမျိုးလေးကို citation reference ပေးနေလေဒါမျိုးလေးလည်းအရင်အရေးကြီးပါတယ်here discussion mean they compare their result with the other authors findings နော်တခြား author တွေရဲ့ findings တွေနဲ့ကိုက်မကိုက်ကို discuss လုပ်တာ and then they're gonna be supportive for your result or it can be also neglect so သူနဲ့တူကိုယ့်ရဲ့ finance ကို support ဖြစ်နိုင်မယ့်ဟာလည်းဖြစ်နိုင်တယ်လို့သူနဲ့မတူဘဲနဲ့ကိုယ့်အဖြေကို neglect ဖြစ်နေရလည်းဖြစ်နိုင်တယ်เนาะ
ဒါပေမဲ့အဲ့ဒါကဘာ spotting လဲပေါ့နော် literature review ဘိုင်းမှာဒီ paper ကဘယ်လို spotting နဲ့သွားတာလဲဆိုတာဟာနောက်မှပြန်ပြောမယ်ဒါကတော့ result မှာ discussion ဘိုင်းမှာတော့ဒီလူတွေဘာလို့ထည့်ထားရလဲလို့သိချင်ရင်ဒါ idea ပါအော်သူများတွေကဘာဖြေတွေ့ပြီးတော့ငါကဘာဖြေတွေ့တာပါဆိုတာကိုပြောချင်တာနော်recommendation ကပုံမှန်အဖြစ်ကဘာဆက်လုပ်တင်လဲဆိုတော့ပြောတာ right ဒါမှမဟုတ်ရှင်လေကိုယ့်ရဲ့ objectives ပေါ်မူတည်ပြီးတော့ဘာလေးတွေဆက်ပြီးတော့အာ planning လုပ်တဲ့နေဒါမျိုးလေးတွေကိုပြောသွားတာရှိတယ်ပေါ့နော်တောင်းတော့မတူပါဘူးနော်ကိုယ့် reserve ပေါ်မူတည်တော့ okay နော်ပုံမှန်ဖြင့် conclusion မှာချေတို့မထည့်ကြဘူးပေါ့နော်ဒီ paper ဟိုဒါပေမဲ့ကိစ္စမရှိပါဘူးအရင်အရေးကြီးတာကဒီ paper ဘာလို့သွားလဲဆိုတော့ဟာတွေအကုန်လုံးက conclusion မှာရှိတာပါအဲ့တော့ဒီချက်ဆရာမပြောတာတခုရှိတယ် conclusion ကိုဖတ်လိုက်တာနဲ့ချက် master တော့ချက်ဆိုပါပဲစား conclusion ကိုဖတ်လိုက်တာနဲ့ဒီချက်အဲ့လိုမျိုးဖြစ်မြောက်အောင်တော့မရေးခဲ့နိုင်ဘူးပေါ့နော်ဘာလို့ဆိုတော့အဲ့တော့အရင်ငယ်အတိမ်နဲ့လည်းအရင်မသိတော့တယ်နော်ပုံမှန်အဖြစ်ကဒီ writing ဒီ report ရေးတဲ့အခါမှာ paper thesis ရေးတဲ့အခါမှာအရင်ရေးခြင်း information တွေအများကြီးမသိနေခဲ့တော့မှားခဲ့တယ်ပေါ့နော်အဲ့တော့တကယ်ကြတော့သူပြောတာအရင်မှန်တယ် conclusion ဖတ်လိုက်တာနဲ့ဒီ thesis တစ်ခုလုံးမှာဘာဖြစ်သွားလဲဆိုတာကိုနားလည်ရမယ်ကိုကအစအဆုံးနားလည်နေမယ်ကိုယ့်ရဲ့ defining structure highlight ကိုအစအဆုံးသိနေမယ်ဆိုလို့ရှိရင် yeah we can ရေးလို့ရတယ်ပေါ့နော်အဲ့တော့ဒါ paper တွေများများဖတ်ဖို့လိုပါတယ် and see you guys thank you very much for watching this video and then please subscribe for my channel I will be also uploading the other section of or kind of the knowledge I hope you can get something from this video